ရှိ FIFA ranking အာရှဆုံး10တင်းမှာဆိုလို့ရှိရင်တော့ဂျပန်တောင်ကိုရီးယားဩစတြေးလျဆော်ဒီအာရေဗီးယားကာတာဂျော်ဒန်ဥဇဘက်ကစ္စတန်နဲ့အီရန်တို့ကျွန်တော်တို့ပါတယ်ပေါ့နော်ကျွန်တော်အသက်39နှစ်အရွယ်ရှိနောက်ခံကစားသမားဒီယူရီနာဂါတိုမိုကျွန်တော်ပြန်ပြီးတော့ရွေးချယ်ထားတယ်ပေါ့နော်ကျွန်တော်ဆောင်းအောင်မင်ကတော့နည်းနည်းတက်ကြီးနေပြီဖြစ်တဲ့တော့ဆောင်းအောင်မင်အရင်ကြီးတော့အားမကိုးချင်ဘူးအားလုံးမင်္ဂလာပါ Football Twist page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့မှာတော့ကျွန်တော်တို့အာရှဆုံးကတော့ဒီနှစ်မှာတော့ထူးထူးခြားခြားပုံမှန်ထက်၄သင်းပို့ပြီးတော့ဝင်ရောက်ရှင်ပြိုင်ရတယ်ပေါ့နော်ပုံမှန်ကမ္ဘာဖလားရေးဆိုရင်အာရှဆုံးကကျွန်တော်တို့ဒီ slot ၄နေဟာပဲရတယ်ပေါ့နော်အဲ့တော့စနစ်သစ်ပြောင်းလဲပြီးရဲ့နောက်ပိုင်းမှာအာရှဆုံးကကျွန်တော်တို့၈သင်းထိတိုးပြီးတော့ကျွန်တော်တို့ပါဝင်ရှင်ပြိုင်ခွင့်ရတယ်အဲ့တော့ဟို2022ကမ္ဘာဖလားတော့၅သင်းရှင်ပြိုင်ခွင့်ရပါတော့အဲ့ဒါဘာလို့ဆိုတော့ကာတာမှာကျင်းပတဲ့အတွက်ကာတာကိုအရှင်အနေနဲ့ဆိုတော့4+1အာရှဆုံးက9သင်းရှင်ပြိုင်ရတယ်ပေါ့နော်အခုဒီနှစ်မှာတော့အာရှဆုံးကထူးထူးခြားခြား10သင်းထိကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရတယ်ပေါ့နော်အဲ့10သင်းထဲမှာဘယ်သင်းတွေကကျွန်တော်တို့ဘယ်လိုပုံစံမျိုးကမ္ဘာဖလားနဲ့ပတ်သက်ပြီးတော့အမှတ်တရရှိတယ်အောင်မြင်မှုတွေဘယ်လိုရှိတယ်ဘယ်သင်းကတော့ကျွန်တော်တို့အာရှဆုံးအတွက်ဒီနှစ်2026ကမ္ဘာဖလားမှာဘယ်စင်းတီလောက်ပြမှာမလဲဆိုတော့အခုဒါကျွန်တော်ပြောပြပေးချင်ပါတယ်ပေါ့နော်နံပါတ်1နေရာနဲ့ကျွန်တော်ပြောမယ်ဆိုရင်တော့လက်ရှိ FIFA ranking အာရှဆုံး10သင်းမှာဆိုလို့ရှိရင်တော့ဂျပန်တောင်ကိုရီးယားဩစတြေးလျဆော်ဒီအာရေဗီးယားကာတာဂျော်ဒန်ဥဇဘက်ကစ္စတန်နဲ့အီရန်တို့ကျွန်တော်တို့ပါတယ်ပေါ့နော်အဲ့ထဲမှာကျွန်တော်တို့ဒီဂျပန်အကြောင်းကိုကျွန်တော်တို့စပြီးတော့ပြောမယ်ပေါ့နော်အဲ့တော့လက်ရှိဂျပန်တင်းရဲ့ဖောင်ရရောလက်ရှိဂျပန်တင်းရဲ့ဒီ squad အရာရောပေါ့နော်အာရှဇုံထဲမှာကျွန်တော်အနေနဲ့အကြိုက်ဆုံးအတင်းဆိုလို့ပြောပါဆိုလို့ရှိရင်ကျွန်တော်ဂျပန်ကိုတော့ကျွန်တော်တော်တော်ကြိုက်တယ်ပေါ့နော်အဲ့တော့လက်ရှိကစားခဲ့တဲ့ခြေစစ်ပွဲတွေကအင်္ဂလန်တို့ဘရာဇီးတို့နဲ့ကစားခဲ့တဲ့ပွဲတွေကခြေစမ်းအောင်ကြည့်မယ်ဆိုရင်ဂျပန်အသင်းကကျွန်တော်တူကောင်းတယောက်ကောင်းနဲ့ကစားတာမျိုးမဟုတ်ဘဲနဲ့ဒီ team play နဲ့အဓိကထားပြီးကစားတယ်အဲ့တော့ကစားပုံကြစ်လက်တယ်ခံစစ်တိုက်စစ်ကွင်းလေတကယ်ဟိုအပေးယူချိတ်ဆက်မျှတယ်ပြီးတော့လက်ရှိရွေးထားတဲ့လူစင်းကလည်းကျွန်တော်ဥရောပတော်တော်များများမှာကစားနေတဲ့ကစားသမားအများစုကိုအဓိကထားပြီးရွေးချယ်ထားတယ်လက်ရှိ FIFA ranking ကဂျပန်အသင်းကအဆင့်18မှာရပ်တည်နေပြီးတော့ကမ္ဘာဖလားကိုကျွန်တော်တို့9ကြိမ်ဆက်တိုက်1998ကနေပြီးတော့2022ထိ9ကြိမ်ဆက်တိုက်ကိုပါဝင်ရှင်ပြိုင်ခွင့်ရထားတယ်ဒီနှစ်ကတော့ဒါသူတို့ရဲ့10ကြိမ်မြောက်ကမ္ဘာဖလားကိုဆင်နွှဲမှာပေါ့နော်ဂျပန်အသင်းကဒီကမ္ဘာဖလားမှာအမြင့်ဆုံးအောင်မြင်မှုအနေနဲ့16တင်းရှုံးထွက်ထိကိုပဲတက်ရောက်ထားနိုင်တာပေါ့နော်ဒါပေမဲ့ဒီနှစ်ကမ္ဘာဖလားဒီဂျပန်အသင်းရဲ့လက်ရှိခြေစွမ်းအရဂျပန်ကဒီသူတို့ရဲ့အမြင့်ဆုံးကမ္ဘာဖလားဆွမ်းဆောင်ရည်တစ်ခုကိုတော့ဒီ2026ကမ္ဘာဖလားမှာတစ်ခုခုလုပ်ပြမယ်လို့တော့ထင်တယ်အာရှစုံထဲမှာကျွန်တော်မျှော်လင့်ဆုံးကျွန်တော်အကြိုက်ဆုံးပေါ့နော်လက်ရှိဒီနီးပြကလည်းဂျပန်နီးပြဂျပန်လူမျိုးနီးပြအခုဆိုရင်ကျွန်တော်ထူးထူးခြားခြားဒီလူစင်းမှာတော့ကျွန်တော်ထူးခြားအနေနဲ့ကျွန်တော်အသက်39နှစ်အရွယ်ရှိကျွန်တော်တို့နောက်ခံကစားသမားဒီယူရီနာဂါတိုမိုကျွန်တော်ပြန်ပြီးတော့ရွေးချယ်ထားတယ်ပေါ့နော်အသက်39နှစ်အရွယ်ကစားသမားတယောက်ကိုပါကျွန်တော်တို့အသင်းရဲ့ဒါ leadership အနေနဲ့ရောလက်ရှိဒီအသင်းအတွက်လိုအပ်နေတဲ့ဟိုsquad တက်ရအောင်ပေါ့နော်ဒါထူးထူးခြားခြားကျွန်တော်ဂျပန်အနေနဲ့ရွေးချယ်ထားတယ်ဂျပန်အသင်းမှာပါတဲ့ကစားသမားအများစုကတော့ကျွန်တော်ဒီဂျာမနီအီတလီပရီးမီးယားလိဂ်မှာကျွန်တော်တော်တော်များကစားနေတဲ့ဒီဥရောပအခြေစိုက်ကစားသမားတွေအများစုပါတယ်တို့ဂျေလီကကစားသမားတော့နည်းနည်းပဲပါပါတယ်ပေါ့နော်လီယူနိုက်တက်တနာကာတို့ဒီခရစ်စတယ်ဘယ်လီကကွင်းတဲ့ကစားသမားတို့ဒီအန်ဒိုတို့ပေါ့နော်လဘာဦးကွင်းလေလို့အန်ဒိုတို့ကတော့ဒီလူစင်းမှာတော့အပိသက်လူစင်းမှာတော့ပါလာခဲ့အဲ့တော့ဒီကမ္ဘာဖလားမှာဒီဂျပန်အသင်းကတော့ဒီ group F မှာကြာရောက်နေပြီးတော့ကျွန်တော်နယ်သာလန်ဆွီဒင်တူနီးရှားနဲ့အုပ်စုတစ်ခုလည်းကြာရောက်နေပါတော့အဲ့တော့အုပ်စုနေထားရကြည့်မယ်ဆိုရင်တော့ဒီဂျပန်အသင်းအနေနဲ့ကျွန်တော်တို့အုပ်စုပုံနေရာကိုတော့ဒီရနိုင်တယ်လို့တော့ကျွန်တော်မြင်တယ်နယ်သာလန်အသင်းကိုနယ်သာလန်နဲ့လက်ရှိခြေစမ်းရော်နန်ကိုမန်ရဲ့နယ်သာလန်အသင်းရဲ့ပုံစံတွေနောက်ဆုံးကစားပွဲခြေစမ်းတွေကိုကျွန်တော်တစ်ချက်ကြည့်ရောဒီနယ်သာလန်အနေနဲ့လည်းသူတင်ကိုယ်တွေနဲ့အင်ပြန်ကစားလို့ရတဲ့အထက်မှာပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီဂျပန်အသင်းကိုတော့အာရှကူစားပြီးဂျပန်အသင်းကတော့ဒီနေ့ကမ္ဘာဖလားမှာတော့တတောင်နဲ့ပဲကျွန်တော်တို့အုပ်စုတက်သွားမယ်လို့တော့ကျွန်တော်တို့ထင်တယ်ပေါ့နော်အဲ့တော့အုပ်စုပထမနေရာကိုနယ်သာလန်ဆွီဒင်တို့နဲ့ကျွန်တော်နည်းနည်းအပြိုင်ကစားရမယ်ဒါပေမဲ့ကျွန်တော်ထင်တာတော့အုပ်စုပထမသို့မဟုတ်ဒုတိယလောက်နဲ့အေးဂျပန်အသင်းကတော့ဒီအုပ်စုတက်သွားဖို့ရှိရပေါ့နော်ပြီးတော့နောက်ထပ်သင်းတွေနဲ့ဒီတောင်ကိုရီးယားပေါ့နော်နာမည်ကြီးတောင်ကိုရီးယားပေါ့နော်တောင်ကိုရီးယားအသင်းကအာရှအသင်းတွေထဲမှာဒီကမ္ဘာဖလားကိုအကြိမ်အများဆုံးကစားထားတဲ့အသင်းတစ်သင်းဖြစ်မှတ်တမ်းဝင်တယ်ပေါ့နော်ကျွန်တော်တို့အခုဆိုရင်17ကြိမ်ထိဒီကမ္ဘာဖလားကိုပါဝင်ရှင်ပြိုင်ထားပြီးတော့ဒါအာရှဇုံမှာဝင်ရောက်ရှင်ပြိုင်တဲ့အသင်းထဲမှာအောင်မြင်ဆုံးအသင်းတစ်ခုလည်းဖြစ်တယ်ပေါ့နော်ဒီကမ္ဘာဖလားကို2002မှာအင်ရှင်ဖြစ်ဂျပန်နဲ့ပူးတွဲကျင်းပတဲ့2002ကမ္ဘာဖလားမှာစတုတ္ထနေရာအထိရပြီးတော့အာရှအသင်းတွေထဲမှာတော့အောင်မြင်ဆုံးမှတ်တမ်းတစ်ခုဟိုပိုင်ဆိုင်ထားတယ်ပေါ့နော်လက်ရှိအနေနဲ့ Group A မှာဒီ Czech Mexico ဟိုတောင်အာဖရိကနဲ့ကျွန်တော်တို့ဒီအုပ်စုတစ်ခုလည်းကြာရောက်နေတယ်ပေါ့နော်အဲ့တော့တောင်ကိုရီးယားအသင်းအနေနဲ့လည်းဒီအုပ်စုမှာတော့ဒီတက်တာနဲ့ပဲဒီအုပ်စုကိုတက်လန်းသွားဖို့ရှိတယ်ပေါ့နော်အင်ရှင်မက္ကဆီကိုပါနေတာနဲ့ဒီ check နဲ့ဒီ
တောင်အာဖရိကဆိုတာလေဒီတောင်ကိုရီးယားထက်ကမ္ဘာအဆင့်ရရောလက်ရှိလူစင်းရရောတောင်ကိုရီးယားထက်နှိမ့်တယ်လို့ကျွန်တော်ကတော့ယူဆတယ်ပေါ့နော်အဲ့တော့တောင်ကိုရီးယားရွေးထားတဲ့လူစင်းရလက်ရှိသူတို့ရဲ့ဒီတောင်ကိုရီးယားလူမျိုးနီးပြပဲဥဆောင်လာမယ်အဲ့တော့ဒီကဆွန်အောင်မင်နဲ့လီကန်အင်းတို့လို star player တွေပြန်လဲပါမယ်ကျွန်တော်ဆွန်အောင်မင်ကတော့ဒီနေ့တက်ကြီးနေပြီဖြစ်တဲ့တော့ဆွန်အောင်မင်အရင်ကြီးတော့အားမကိုးချင်ဘူးဟိုဒါပေမဲ့ဂျပန်နဲ့ဂျပန်ပြီးရင်တော့ဒီအာရှတင်းနဲ့မှာကျွန်တော်တို့စောင့်ဟိုဗာလဲမျှော်လင့်ရလို့ရမယ်တင်းဆိုလို့ရှိရင်တော့တောင်ကိုရီးယားပဲရှိတာပေါ့နော်အာရှဆောင်ကနေဝင်ရောက်ရှင်ပြိုင်မဲ့တင်းကတော့ကျွန်တော်တို့ဒီကာတာပေါ့နော်ကာတာကတော့လက်ရှိပြီးခဲ့2022ကမ္ဘာဖလားတော့အိမ်ရှင်ဖြစ်ကျင်းပခဲ့တဲ့ကျွန်တော်တို့နိုင်ငံပေါ့နော်အခုဒီ2026ကမ္ဘာဖလားမှာလည်းဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိခဲ့တယ်အဲ့တော့ဒီကမ္ဘာဖလားတော့သူတို့အတွက်2ကြိမ်ပေါ့နော်ပထမဆုံးကြိမ်ဖြစ်နေတော့ဒီအိမ်ရှင်ဖြစ်ကျင်းပခဲ့တဲ့2022ကမ္ဘာဖလားမှာဝင်ရောက်ရှင်ပြိုင်ခွင့်ရခဲ့တယ်ပေါ့နော်အခုဒီကမ္ဘာဖလားမှာဆိုရင်တော့သူတို့အနေနဲ့ဒီနီးပြအဖြစ်နဲ့ကျွန်တော်ဒီ Spain နဲ့ဒီ Real Madrid နီးပြအောင်လိုဘက်တီကိုဦးဆောင်လာပြီးတော့ကျွန်တော်ကာတာအသင်းကတော့ဒီ group B မှာ Bosnia Switzerland ကနေဒါတို့နဲ့အုပ်စုတစ်ခုတည်းကိုကြားရောက်နေတယ်ပေါ့နော်အဲ့တော့သူတို့အတွက်ဒါဒုတိယမြောက်ကမ္ဘာဖလားဝင်ရောက်ရှင်ပြိုင်ခွင့်ရတဲ့အချိန်နဲ့ဖြစ်တယ်ဒါပေမဲ့သူတို့ကဒီပြီးခဲ့တဲ့ကမ္ဘာဖလားတော့ကဒီအင်ရှင်ဖြစ်လက်ခံကျင်းပခဲ့ရပေမဲ့ပြီးခဲ့တဲ့ကမ္ဘာဖလားမှာလည်းအုပ်စုဆင်းရနေပဲလက်ပြနှုတ်ဆက်ခဲ့ရပြင်မှာကျွန်တော်တို့မှတ်တမ်းဆုံးအနေနဲ့တော့ဒီကမ္ဘာဖလားမှာတော့တပွဲမှာတော့ကျွန်တော်အနိုင်ရရှိထားခြင်းမရှိဘူးပေါ့နော်အဲ့တော့ဒီကမ္ဘာဖလားမှာလည်းဒီနီးပြလိုပတီကူအနေနဲ့ကာတာတင်းကိုဘယ်လောက်ထိဥဆောင်နေမလဲအဲ့တော့လက်ရှိအုပ်စုအနေထားရဆိုရင်တော့ကာတာအနေနဲ့တော့အုပ်စုတက်ဖို့နည်းနည်းရုန်းကန်ရနိုင်ကြတော့ရှိတယ်ဒါပေမဲ့အကောင်းဆုံးအုပ်စုတတိယ8တင်းဆိုတဲ့ slot တွေကိုဝင်နိုင်ဖို့အတွက်ကိုလည်းကာတာအနေနဲ့စူးစမ်းပိုင်ခွင့်ရှိတယ်ပေါ့နော်နောက်ထပ်ဒီအာရှဆောင်ကနောက်ထပ်တင်းအနေနဲ့ကကျွန်တော်တို့ဒီ sorry မြေကဝင်ရောက်ရှင်ပြိုင်မှာပေါ့နော်အဲ့တော့ sorry Arabia အနေနဲ့လက်ရှိ FIFA rank 61နေရာမှာရပ်တည်နေပြီးတော့ဒီကမ္ဘာဖလားကိုသူတို့အတွက်9ကြိမ်မြောက်ဝင်ရောက်ရှင်ပြိုင်မဲ့ကမ္ဘာဖလားလည်းဖြစ်တယ်သူတို့အသင်းအနေနဲ့ကတော့ဒီအုပ်စု H မှာဒီစပိန်ဥရုဂွေကာပီဗာဒီတို့နဲ့အုပ်စုချက်ထဲမှာကြာရောက်နေတယ်လို့ပြောရမယ်ပေါ့နော်အဲ့တော့စပိန်နဲ့ဥရုဂွေကိုတော့အဓိကရှင်ဖို့ကြိုးစားရမယ်ပေါ့အသင်းနိုင်ငံငယ်ဖြစ်တဲ့ဒီကာပီဗာဒီကိုတော့တတရာကြော်ဖြတ်နိုင်လိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်နေအဲ့တော့စပိန်နဲ့ဥရုဂွေပွဲစဉ်တွေမှာဒါ Saudi Arabia အသင်းအနေနဲ့တခုလုံးပြနိုင်ခဲ့မယ်ဆိုရင်တော့ဒီအကောင်းဆုံးအုပ်စုတတိယ8တင်းထဲလောက်ကိုမျှော်မှန်းလို့ရတဲ့အထက်မှာပါတယ်ပေါ့နော်ကျွန်တော်အနေနဲ့တော့ဒီ Saudi Arabia လက်ရှိရွေးထားတဲ့လူစင်းရကြည့်မယ်ဆိုရင်တော့ Saudi League ကစားသမားအများစုကိုပဲအဓိကထားပြီးတော့ရွေးချယ်တာဖြစ်ပြီးတော့တခြားဒီ star player တွေမပါဘူးနီးပြလည်းနာမည်ကြီးနီးပြမဟုတ်ဘူးSaudi League အနေနဲ့အောင်မြင်တယ်အဲ့တော့ Saudi နိုင်ငံအသင်းအနေနဲ့ဒီကမ္ဘာဖလားမှာအုပ်စုကနေကြော့အောင်ဘယ်လောက်ထိလုပ်ပြနိုင်မလဲဆိုတာကိုတော့စောင့်ကြည့်ရမယ်ပေါ့နော်